ယုံကြည်သူဖျားသားသမီးတွေကိုရှေ့သောအသက်ပေးခြင်းနဲ့ပြီးတော့မှကောင်းစားစေခြင်းနဲ့လွှမ်းမိုးစေခြင်းနဲ့အာမင်ကျွန်တော်တို့တကယ်ဖြစ်စေခြင်းနဲ့ဗျာဖြစ်ဖို့လေဖခင်အလိုတော်ရှိတယ်ဆိုတော့ကျွန်တော်အယံသိတယ်ဒါကြောင့်မနေ့ကကျွန်တော်ပြောခဲ့တယ်လို့ပေါ့ကျွန်တော်နှစ်ပေါင်းများစွာကြားခဲ့တာတွေကဘာသာရေးတရားဟောချက်တွေအယံများတယ်ဘာသာရေးတရားဟောချက်တွေက generation တော်တော်များများကိုဥမာဗျာတော်တော်ဆုံးရှုံးအောင်လုပ်ခဲ့တယ်စီးရဲအောင်လုပ်ခဲ့တယ်ရှင်းပြောရင်ကျွန်တော်အဲ့ဒါမှခံနိုင်လို့တရားဟောတာဗျာဥပမာကျွန်တော်ပြောပြမယ်ကျွန်တော်ရှင်းအောင်ပြောပြမယ်နော်ရှင်းပါပါရှင်းဖို့လဲဝิญဉ်တော်မဆာပါစေအမှုတော်ဆောင်တယောက်ကခေါ်ဖိတ်တဲ့နေရာတနေရာသွားရင်ထားတဲ့နေရာမှာနေကျွေးတာစားပေးတာယူတရားဟောပြီးပြန်အဲ့ဒါကိုကြိုက်တယ်ဟိုခေတ်တုန်းကအဲ့လိုမလုပ်ဘဲနဲ့အဲ့လိုမျိုးစန့်ကျင်ဘက်လုပ်ရင်အဲ့ဒီဆရာကိုမနှိမ်ချဘူးလို့သတ်မှတ်တယ်ဆိုတော့အဲ့ဒီ generation ရဘာဖြစ်ခဲ့တယ်ထင်လဲမကောင်းစားဘူးတေချာနားထောင်ပဲမကောင်းစားဘူးဘာကြောင့်လဲဆိုတော့အမှုတော်ဆောင်တွေကဖယားတကယ်ဖယားပိတ်သိတဲ့လူတွေပြောတာပါ honor လုပ်တတ်ရတယ်ဖယားလူဆိုတာကhonor လုပ်တတ်တယ်ဥမာပြကျွန်တော်ပြောပြမယ်ရှုနေမြို့သူမိန်းမရှုနေမြို့သူမိန်းမကအေလိရှဲကိုမြင်လဲမြင်ကောချက်ချင်းပဲသူ့ယောက်ျားကိုပြောပြီးတော့မှအောက်ဆုံးအခန်းမှာပြင်ဆင်ပေးတယ်မပြောအထက်အခန်းမှာတေးတေးချာချာအခန်းကိုအဲ့ဒါကသူတို့တဲတဲ့အခန်းမဟုတ်သူတို့နေတဲ့အခန်းလည်းမဟုတ်ဘသူကိုမှမပေးသေးတဲ့အခန်းကိုတေးချာတီးတန့်လုပ်ပြီးတော့အေလိရှဲအတွက်ပဲထားတယ်ဘသူတို့မထားဘူးအေလိရှဲလာတိုင်းမှာအေလိရှဲကရှုနေမြို့ကိုရောက်တိုင်းမှာအဲ့နေရာမှာပဲသူတဲတယ်ဆိုပြောချင်တာကအေလိရှဲအတွက် special သူလုပ်ပေးထားတယ်အဲ့ဒါကဖယားလူတွေကို honor လုပ်ခြင်းအကောင်းဆုံးအဲ့ဒါကြွယ်ဝခြင်းဖယားလူတွေကိုအကောင်းဆုံးအဲ့လိုပြောလို့ကျွန်တော်ကိုလာလုပ်ပေးဖို့ပြောတာမဟုတ်ဘူးနော်ဒါလည်းတစ်မျိုးမြင်တတ်သေးတယ်အမှုတော်ဆောင်ဘက်ကလည်းကျွန်တော်ပြန်ပြောမယ်မြင်တတ်အောင်ကျွန်တော်နှစ်ဖက်စလုံးပြမယ်အမှုတော်ဆောင်တွေကလည်းသူများလှုပ်ပေးတာပဲခံကျင်တဲ့စိတ်ရှိတာလည်းမကောင်းပြန်ဘူးဒါတစ်ဖက်ပြန်လာပြီကျွန်တော်ဆိုရင်ဒါ focus ပါဆိုကျွန်တော်မိသားစုဖြစ်တဲ့အတွက်ကြောင့် focus ပါတော့ကျွန်တော်ပြောတယ်တော့ရင်ဆရာမုံတောင်းကအရင်ချစ်စရာကောင်းတယ်ဆရာမုံတောင်းကလေဆရာဘယ်မှာနေချင်လဲဘာလုပ်ချင်လဲပြောသူဘာလုပ်လဲသလားဆရာနည်းနည်းကြီးကျယ်တာတည်တော့ကျွန်တော်တို့မငှားပေးဘူးဆရာစိတ်ကြိုက်ငှားကျွန်တော်ပတ်စံပေးပေးမယ်သူလို့လုပ်တယ်ဆရာမို့တော့ကြိုက်တဲ့ကငှားလိုက်ဆရာကျွန်တော်ပေးပေးမယ်သူလို့လုပ်တယ်ဆရာမို့တော့အမြဲတမ်းအဲ့လိုလုပ်တယ်ဘာတင်ပေးတယ်ထင်လို့လဲအဲ့လိုဖခင်ကြီးတွေဝိညာဉ်ခေါင်းဆောင်တွေဆရာမုံတောင်တို့နဲ့ကျွန်တော်ဆိုရင်တားရွယ်တယ်လေသူတို့ကျွန်တော်တို့ကိုဒီလိုမဆက်ဆံလဲရတယ်ဒါပေမဲ့အတင်းတော်မှာ speaker တယောက်အနေနဲ့ခေါ်ဖိတ်တော့ကြောင့်သူတို့တည်တည်ချာချာစီစဉ်တယ်ဆရာမုံတောင်ကအဲ့ဒီကောင်းကြီးက focus ပေါ်မှာတကယ်ရှိတယ်အမှုတော်ဆောင်တွေကို honor လုပ်တတ်တဲ့အရာတွေချစ်တတ်တဲ့အရာတွေလေးစားတတ်တဲ့အရာတွေကကောင်းကြီးရှိတယ်ကျွန်တော်ပြောပြမယ်တေချာနာတော့ဒီ generation ကအမှုတော်ဆောင်တွေကိုခိုင်းစားတတ်တဲ့ generation မဖြစ်စေနဲ့
အမှုတော်ဆောင်တွေဟိုးတော့ဆိုရင်အမှုတော်ဆောင်တွေကနိုင်ငံခြားသွားပြီဆိုရင်ပစ္စည်းတွေရှောက်ရှောက်ထည့်ခိုင်းတယ်ဟို DHL နဲ့မှားနေလားမသိဘူးဟိုပစ္စည်းတည်ယူပို့ဆောင်ရေးပေါ့ဆရာတွေကလည်းတည်ပေးရတယ်ဘာလို့မတည်ပေးရင် तू อ่ะဟိုအလူငွေမရတဲ့ပုံစံမျိုးဖြစ်လို့လားမသိဘူးအမျိုးစုံလည်းရှိတယ်ဒီလိုမျိုးပုံစံတွေကတကယ်ဝိညာဉ်လောကမှာမရှိရဘူးတေးချာကြည့်ကျွန်တော် principle တွေကျွန်တော်ပြမယ်ရှုနေမျိုးသူမိန်းမတော်တော်များများအခုကလေဖခင်ရဲ့ principle နားမလည်ဘူးဗျရိုးရာအတိုင်းလုပ်ခဲ့တဲ့အတိုင်းရှောက်လုပ်တာများတယ်ငါတို့အဖိုးဖွားလည်းဒီတိုင်းလုပ်ခဲ့တယ်ငါတို့ဖေမေလည်းဒီတိုင်းလုပ်ခဲ့တယ်ငါတို့လည်းဒီတိုင်းလုပ်မယ်အဲ့ဒါနဲ့ကြာရှုံးကုန်တာကုန်မဟုတ်ရှုနေမြို့သူမိန်းမကဘာမှမမျှော်လင့်ဘူးအေလိရှဲစီကနေဖခင်လူကိုပြုစုကြတာဝဖခင်လူကိုနေရာပေးရတာဝဖခင်လူကိုအကောင်းဆုံးထားပေးရတာဝကျင့်တတ်နေပြီအဲ့ဒီစိတ်ဓာတ်နဲ့ तू ကဖခင်လူကိုခေါ်ဖိတ်တယ်သူ့အိမ်မှာထားတယ်တွေ့နော်အဲ့လိုစိတ်နှလုံးရှိတဲ့သူရဲ့ကောင်းကြီးကဘာရှိလဲဆိုတော့ကျွန်တော်ပြောမယ်ကိုဒီ generation အဲ့ဒီရှုနေမျိုးသူမိန်းမကလာတိုင်းအေလိရှဲလာတိုင်းမှာသူ့အိမ်မှာရှယ်စီစဉ်ပေးတယ်အကောင်းဆုံးပြင်ဆင်တယ်အကောင်းဆုံးကျွေးမွေးတယ်အကောင်းဆုံးလှုပ်ဆောင်တယ်ဒါနဲ့တနေ့မှာအေလိရှဲကသူ့ရဲ့တပည့်ဂေဟာဇီကိုတွားမေးစမ်းกว่าတဲ့ငါတို့ဒီလောက်ကျေးဇူးပြုတဲ့ဖယားလူရဲ့နှလုံးသားလေကိုယ့်အပေါ်ကျေးဇူးပြုတဲ့သူကိုဖယားလူဆိုတာမှတ်ထားယူတတ်တဲ့သူမဟုတ်ဘူးပေးတတ်တဲ့လူတိတ်မကြောက်ဖယားလူဆိုတာကအလှငွေအိပ်ပဲမျှော်နေတာဖယားလူမဟုတ်ဘူးသူများရဲ့လုံအပ်မှုကိုအမြဲတမ်းဖြည့်ဆည်းပေးဖို့ပြင်ဆင်တဲ့လူဟာဖယားလူအမှန်တော့ကျွန်တော်ဘယ်သွားတခါတည်းပြောမယ်ဘယ်သူကိုလိုအပ်တဲ့သူဘယ်လိုမဆမလဲအဲ့ဒါပဲအမြဲတမ်းကြည့်တဲ့လူကျွန်တော်အဲ့ကြောင့် wrong information တမိုင်းလည်းတခါတည်းပြောမယ်အလှငွေကောက်ဖို့တရားဟောတဲ့ထဲမှာဒေးဗစ်လာမပါဘူးအဲ့ဒါလေးဖြတ်ပြီးတော့တင်လိုက်လေဘာလို့မတင်လဲအဲ့ဒါကြတော့အလူငွေကောက်ဖို့မလာဘူးဖျားဘလောက်ကောင်းမြတ်လဲပြောပြမယ်နော်ဘယ်ပွဲကိုဘယ်နိုင်ငံမှာဘယ်အစီအစဉ်သွားတော့မယ်ဆိုရင်ဖျားသခင်ကအဲ့ဒီအတွက်လိုအပ်တဲ့ငွေကိုထည့်ထားပေးပြီးသားဘန်ထဲမှာအပြည့်ထည့်ထားပေးပြီးသားမထားကြောညီကိုမောင်မနဲ့ကျွန်တော်ပြောပြမယ်ဟိုဘက်ဒီဘက်နားလဲအောင်ကျွန်တော်တခါလေးပြောပြမယ်ညီကိုမောင်မတွေတခါလေးမှအမှုတော်ဆောင်တွေကိုကျွန်တော်တို့မယုံမသိလှုပ်ခြင်းကကျွန်တော်တို့တော့အမင်္ဂလာဖြစ်တယ်ဆိုတာကိုသိစေခြင်းတယ်မင်္ဂလာမရှိဘူးဆိုတာသိစေခြင်းတယ်တချို့သူတွေလည်းရှိတယ်ကိုယူတည်တဲ့ဆရာကြတော့အယားယူတည်ပြီးတော့မယူတည်တော့တဲ့ဆရာကြတော့အယားမကောင်းပြောတယ်အဲ့ဒါလည်းမကောင်းပြန်ဘူးပုဂ္ဂိုလ်ဆွဲမရှိရဘူးတခါတည်းကျွန်တော်ပြောပြမယ်ကျွန်တော်တို့အခုနှုတ်ကပတ်တော်ဝင်ငှနေတဲ့အချိန်မှာကျွန်တော်စီကနေဖျားစီးစင်းစေတဲ့စကားကိုပဲယူလိုက်ပါပုဂ္ဂိုလ်ဟာအဓိကမဟုတ်ဘူးကျွန်တော်ကအဓိကမဟုတ်ဘူးကျွန်တော်ကိုအသုံးပြုတဲ့ဖခင်အဓိကဖြစ်တယ်အစီအစဉ်တွေမှာဒီပုဂ္ဂိုလ်ကအဓိကမဖြစ်စေနဲ့ဖခင်အသုံးပြုတဲ့သူကိုယူတည်ခြင်းတော့ရှိရတယ် honor လုပ်တာတယ်ဒါပေမဲ့သင် focus လုပ်တာမမှားစေနဲ့သင်ကိုကျမ်းမာစေတာဒေးဗစ်လာမဟုတ်ဘူးကျမ်းမာစေတာယေရှုလွတ်မြောက်စေတာဒေးဗစ်လာမဟုတ်ဘူးလွတ်မြောက်စေတာယေရှုတ
တင်းရဲ့အသက်တာကိုဖွင့်ပြတာဒေးဗစ်လားမဟုတ်ဘူးတင်းရဲ့အသက်တာဖွင့်ပြတာကယေရှုဒါပေမဲ့အဲ့ဒီယေရှုခရစ်တော်က तू အသုံးပြုလို့ရတဲ့သူကို तू အသုံးပြုတယ်ဒါပဲအခုဆရာငယ်တို့ဆရာကင်းပေါင်းတို့သူတို့ထဲနဲ့တချင်းနေစီးထွက်တယ်သူတို့တော်လို့စီးထွက်တာမဟုတ်ဘူးဖျားတာမမဆိုင်ကိမနာအောင်တော့မဆိုတတ်မှာမဟုတ်ဘူးဆရာကင်းပေါင်းကပြောပြတာဒါမဲ့တချင်းနေစီးထွက်တာကြောက်စရာကြီးတခါကျွန်တော်ယုံတော့မယုံနိုင်ဘူးဆိုနဲ့တချင်းကောင်းလို့ဘသူဝတ်ရှလုံးနေနဲ့မနေနိုင်တော့လို့ဘသူရေးတာလဲဒါဆရာကင်းပေါင်းရှင်နဲ့ကြိတ်တော့ဂျေဇုတော်ဆိုတာဒါပဲဂျေဇုတော်ဆိုတာမယုံနိုင်ဘူးဘာလဲတိလားအဲ့ဒါဒါပဲအရှာတော်လို့လည်းဖျားသုံးတာလည်းမဟုတ်ဘူးကျွန်တော်တို့ကအယားတော်လို့ကျွန်တော်တို့ဖျားခင်သုံးတာမဟုတ်အယံကိုလောကမှာသုံးလို့မရတော့လို့ဖျားကသုံးရတာတကယ်ပြောနေတာလောကမှာဘွေရီယာဒူတွေလည်းဘာမှမရှိတော့တီးတော့တနာလို့ငါသာမသုံးရင်သူတို့ဘဝဒုက္ခပဲဆိုတာတနာလုံးအားကြီးလို့ကျွန်တော်ကိုသုံးတာခမရဒါကြောင့်ဝါကြွားစရာဆိုတာဒီထက်ဖျားတကဘာလုံးစပ်ပြီးချီးမြှောက်လဲဝါကြွားစရာမရှိဘူးဆရာမုံတောင်အင်္ဂလိပ်လိုတရားဟောချက်တစ်ပုဒ်ဆရာနားထောင်ဘူးတယ်သူအင်္ဂလိပ်လိုအများကြီးဟောတာဟုတ်နော်ကျွန်တော်မှတ်မိတဲ့တစ်ပုဒ်ကတော့ Don't despise your humble beginning or small beginning သူဟောတယ်ကျွန်တော်မှတ်မိတယ်တော်ကြာပြီအဲ့တော့သူနည်းနည်းပိန်သေးတယ်ကျွန်တော်မှတ်မိတယ်ဘယ်တော့မှကိုယ့်ရဲ့ဟိုးအောက်ဆုံးကနေဖျားချီးမြှောက်ခဲ့တဲ့ဘဝဘလောက်ပဲချီးမြှောက်သူ့ကြောင့်ဒါမဟုတ်ရင်ငါဟာဘာကောင်မှမဟုတ်ဘူးဆိုတာကိုအမြဲတမ်းသိနေဖို့အရာအရေးကြီးတယ်တခါတလေမှာကိုငယ်ကျိုးငယ်နာတော့မှတက်တယ်မခံရတဲ့အဖွဲ့ရှိတယ်ဘာဖြစ်လို့ငါဘိန်းစားဖြစ်ခဲ့တာပြောတော့ဘာဖြစ်လဲဘိန်းစားတွေအများကြီးတော့ပြောရမယ်လေသူတို့ဘိန်းစားတွေမလွတ်မြောက်တော့ထင်းပြီးတော့စွတ်တင်နေတဲ့ကောင်တွေကိုတည်င်းချသွားတဲ့အခါမှာဟာငါမှမျောလင့်စရာရှိဘာလားဆိုတာလေးတွေဖြစ်လာအောင်ကျွန်တော်တို့ဖျားရွေးကောက်ခဲ့တာပဲဒါကြောင့်ဘာမှလည်းဝါကြွားစရာလည်းမရှိပါဘူးဘာမှဝါကြွားစရာမရှိပါဘူးအခုကျွန်တော်ပြောတာလဲကျွန်တော်တို့အရာနေမထိုက်မတန်ကွာကောင်းကြီးတွေရှယ်ခံစားရတာအခုနပြောသလိုပဲဖယားတာမသုံးရင်ကျွန်တော်တို့ဒါအောင်ကျွန်တော်တို့ကရေးရေးလေးလေးဟောလိုက်ဟောနေတယ်ဆိုတာတခြားမဟုတ်ဘူးဗျာကျွန်တော်တို့လိုကောင်းမျိုးတော်မှာဖယားသခင်ဟိုမြေမှုန့်ထဲကနေချီးမြှောက်တယ်ဆိုရင်ဒါပေမဲ့တခုရှိတယ်ဖယားစကားပြောရင်တချင်းနဲ့ပဲဖြစ်ဖြစ်တက်တည်ခန့်ချက်တွေနဲ့ပဲဖြစ်ဖြစ်တရားဟောချက်တွေပဲဖယားစကားပြောပြီးဆိုရင်ရင်ထဲမှာတိမ့်ထားလိုက်တော့ကျွန်တော်က1996ခုနှစ်မှာအစာရှောင်းရင်းနဲ့အစာရှောင်းလို့ဆိုအရန်လဲတင်တို့အထင်မကြီးနဲ့ဟိုစားကြမရှိလို့အဲ့တော့အမလည်းစားကြမရှိလို့မထူးကွာဆိုအစာရှောင်းမယ်ကွာဘောနော်ဘန်ကောက်မှာလေဘလိုင်းအစင်မပြေတဲ့အချိန်မှာကျွန်တော်ရေးလဲအစာရှောင်းတာတကယ်တော့စားကြမရှိတာဆိုတော့အစာရှောင်းနေရင်းနဲ့အဲ့တုန်းကကျွန်တော်တို့ tape လေးတွေနဲ့ဆရာကင်းပေါင်တို့ဘာတို့တောင်မှ focus ပဲရောက်ပြီလားမသိသေးဘူးရောက်ပြီလား1996မရောက်သေးပါဘူးရောက်နေပြီလားရောက်နေပြီငယ်ဘာငယ်သေးတယ်အမဲလို့လဲငယ်သေးတယ်အရင်ခံစားရတယ်ငါဘာဆက်ပြောမှတော့မသိတော့
အဲ့တုန်းက1996မှာ tape လေးနဲ့အဲ့ဒါ worship တခြင်းလေးတွေစထွက်တယ်ချင်းတန်လေးတွေနဲ့မြန်မာတခြင်းဆိုကြတာချင်းတန်လေးနဲ့အမှချင်းဆိုအရင်ချစ်စရာကောင်းတာတိတ်တော့နားမလဲဘူးဒါပေမဲ့တော်ကောင်းတာအဲ့ထဲမှာနားထောင်နေအဲ့တော့ praise and worship ဆိုတာမရှိဘူးအဲ့သူတို့စားတာမြေမုံထဲမှာချီးမြှောက်တော်မူ၍တချင်းနေတဲ့စကားပြောတယ်ဆိုတာကျွန်တော်မကြားဘူးဒါပေမဲ့အဲ့နေ့မှာကျွန်တော်အစာရှောင်နေရင်းနဲ့အဲ့တချင်းနားထောင်နေဘလိုင်းရင်ထဲနဲ့ဆိုးတော့ကျွန်တော်တိတ်ငိုတတ်တဲ့ကောင်မဟုတ်ဒါပေမဲ့ရင်ထဲမှာဘလို့မှမသိဘဲနဲ့ဟိုဒီလာဟိုစိုးတက်လာလေစိုးတက်လာပြီးတော့ငိုတာမြေကြီးကြတော့လေဘာကြလဲကွာဒေါသလည်းထွက်သေးတယ်ဘာငါကြတယ်လဲကွာဒါပေမဲ့ကြတော့အရန်ကြနေတယ်ကွာရင်ထဲမှာစိုးတော့အရန်ဘုရားစကားပြောရင်အဲ့လိုကြီးနော်မြေမုတ်ထဲကနေချီးမြှောက်တယ်ဆိုတဲ့ချင်းဒါမဲ့အဲ့ဒါကကျွန်တော်ဘဝအတွက်တကယ်ဘုရားစကားငါမင်းကိုမြေမှုန့်ထဲကနေချီးမြှောက်မယ်ဆိုတာကိုအဲ့တချင်းနဲ့စကားပြောခဲ့တာကျွန်တော်တို့ဘုရားကလေမျက်နှာလိုက်တယ်ဘုရားမို့လူတိုင်းကိုအဲ့အတိုင်းပဲသူ့ရဲ့သားသမီးတွေကိုမြေမှုန့်ထဲကနေတကယ်ချီးမြှောက်ခြင်းနဲ့ဘုရားကြီးအာမင်ဒါကြောင့်သင်ဘယ်နေရာမှာပဲရှိပါစေငါဖခင်ကငါ့အတွက်အကောင်းဆုံးပြင်ဆင်ထားတယ်ဆိုတာကိုမျှော်လင့်ရတဲ့သူတွေဖြစ်ရမယ်အာမင်ဒါပေမဲ့တခုရှိတယ်ဖခင်ရဲ့ principle ဗျဖခင် principle ဖခင်ကချီးမြှောက်ဝင်မှန်တယ်ဒါပေမဲ့နှလုံးသားကအရေးကြီးတယ်ညီကိုမောင်မတို့လုံးသားအရေးကြီးတယ်တခါတလေမှာအဲ့ဒီ principle လေးတွေတော်ညှိတဲ့အခါမှာရောက်တဲ့လောက်မရောက်တာလေးတွေကြောင့်ကျွန်တော်ရှင်းပြချင်တာအဲ့ဒီရှုနေမြို့သူမိန်းမကသူကရှင်းပြောရင်ဗျဖခင်ရဲ့တဘာဝကြီးကအမြဲတမ်းပေးဆက်တဲ့နှလုံးသားဗျ For God so loved the world that he gave his only begotten son so for God so loved the world that he gave ချစ်တဲ့အခါမှာသူပေးဆက်ခြင်းတဲ့ဒီလောကဒါတွေအတွာဆိုဖျားကိုယ်တိုင်ကချစ်တယ်လို့ပါဇက်ကပဲပြောတာမဟုတ်ချစ်ရင်ပါလေလက်တွေ့ပေးကမ်းခြင်းနဲ့မဆာခြင်းပါလာတယ်တပါးရီတော်တာကိုစွန့်တော်မူတည်တိုင်အောင်လောကီသားကိုချစ်တယ်တဲ့ဆိုဖျားအမှုတော်ဆောင်တဲ့သူတွေမှာလည်းပဲအောင်မြင်ခြင်းရင်အဓိကဝိညာဉ်ကိုချစ်ရတယ်ပြီးတော့မှအဲ့ဒီဝိညာဉ်တွေကိုဘလို့ပေးဆက်ရမလဲအဲ့ဒီသူတွေလွတ်မြောက်ဖို့ဘယ်လိုပေးဆက်မလဲဆိုတော့ကိုယ်အိတ်ကထဲကနေစိုက်ပြီးတော့အမှုတော်ဆောင်တတ်တဲ့သူတွေဖြစ်ဖို့အရင်ရေးကြည့်တာအခုအမှုတော်ဆောင်တွေကကြေးစားအမှုတော်ဆောင်တွေလို့ဖြစ်နေပြီးတော့မှတရားဟောပြီးတာနဲ့အလူငွေပဲရချင်တာအဲ့ဒါကြီးတွေကအမှုတော်မြတ်ထဲမှာမအောင်မြင်ဘူးဖြစ်နေတာအဲ့တစ်ချိန်တည်းမှာပဲအမှုတော်ဆောင်တွေကိုလည်းပြန်ပြီးတော့မှဆက်ဆံတဲ့သူတွေကလည်းယုံကြည်သူတွေကလွဲနေတာအများကြီးနာမည်ကြီးတဲ့ဆရာဆိုရင်ပို့ပြီးတော့ဆက်ဆံတာတစ်မျိုးနာမည်မရှိတဲ့သူဆိုဆက်ဆံတာတစ်မျိုးအဲ့လိုလည်းမဟုတ်ပြန်ဘူးမဟုတ်ဘူးညီကိုမောင်မတို့အဲ့ဒါတွေအကုန်လုံးကတတိထားရမယ့်အပိုင်းတွေအများကြီးရှိတယ်မဟုတ်ဘူးရှုနေမြို့သူမိန်းမတော့သိတယ်ဝိညာဉ်ထဲမှာဒါဖရားလူပဲငါအကောင်းဆုံးငါတို့အခါမဲ့ငါအကောင်းဆုံးဆိုတော့အကောင်းဆုံးပေးတဲ့အခါမှာဖရားလူကတနေ့မှာဘာပြောစဂေဟာစီမင်းသွားမေးစမ်းဘာလို့ချင်းလဲအေလိရှဲကသူကဘယင်တွေကိုတော့မှလွှမ်းမိုးနိုင်တဲ့ဗိတ်သိက်ရှိတဲ့လူကြီးဖရားလူကြီးဘယင်တွေလွှမ်းမိုးနိုင်တယ်ဘယင်ကိုတခွန်းပြောရင်တခွန်းပဲအဲ့ဒီဘယင်ကလုံးရတယ်အဲ့လိုဗိတ်သိက်ရှိတယ်ဆိုတော့တွားပြောတဲ့ဘာလို့ချင်းလဲတဲ့ဒါနဲ့အဲ့ဒီအမျိုးသမီးကပြောတယ်ဘာမှမလို့ချင်းဘူးတဲ့ဘာမှမလို့ချင်းဘူးတဲ့ကြည့်နော်ညီကိုမောင်မတော့ရှုနေမြို့သူမိန်းမရဲ့နှလုံးသား
လိုချင်တဲ့စိတ်မရှိဘူးနောက်တစ်ခုလည်းထပ်ပြောမယ်ဆရာတွေဆူတောင်းခံချင်တာအရန်လိုချင်တာကောင်းပါတယ်ဒါပေမဲ့ဆရာတွေဆူတောင်းပေးတာထက်ဆရာတွေထဲကနေဖျားစီးစင်းစေတဲ့နှုတ်ကပတ်တော်ကပိုအရေးကြီးတယ်လို့ကျွန်တော်အနေနဲ့တော့ပြောချင်တယ်ဘာကြောင့်လဲဆိုတော့နှုတ်ကပတ်တော်နဲ့ကျွန်တော်ပြောပြမယ် Ye shall know the truth will make you or set you free တင်းကိုလွတ်မြောက်စေတာကတမန်တရားကိုထိုးဗာလဲမလို့လေတမန်တရားကိုလည်းတိကြသဖြင့်ထိုတရားသည်တင်းတို့ကိုလွတ်စေမယ်လူကလွတ်စေတာမဟုတ်ဘူးတမန်တရားကလွတ်စေတာတမန်တရားကိုတင်ရသွားရင်တမန်တရားရဲ့အရှင်ကတင်းကိုတာဝန်ယူလိုက်မယ်အခုကကျွန်တော်တို့ကတမန်တရားကိုလာပြောပြတဲ့သူတွေပဲသင်ကတမန်တရားကိုရသွားရင်ဆုတောင်းတောင်းစရာမလိုသေးဘူးအဲ့ဒီနှုတ်ကပတ်တော်ကသင်အထဲမှာတကိုးဖြစ်စေတယ်ဟာလေလုယာဟာလေလုယာအဲ့ဒီနှုတ်ကပတ်တော်ကသင်ကိုတကိုးနဲ့ပြုတ်ပြင်းတဲ့အခါမှာသင်ကဆုတောင်းပေးစရာတော့မလိုသေးဘူးသင်လွတ်မြောက်ခြင်းရသွားပြီသင်ချမ်းသာခြင်းတွေရသွားပြီလူပုဂ္ဂိုလ်အပေါ်မှာယက်တည်တဲ့ generation ကျွန်တော်တော့မဖြစ်စေချင်တော့ဘူးတမန်တရားအပေါ်မှာယက်တည်တဲ့ generation ဖြစ်စေချင်ပါတယ်ခင်ဗျာဟုတ်ပါ